Hello အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါကျတော့ TikTok လေးမှာပေါ့နော် TikTok ကတော့လူတိုင်းသုံးနေတာပေါ့နော် TikTok ကတော့ဒီအင်္ဂလိပ်စာတွေပေါ်တယ်ပေါ့နော်ကိုယ့်ရဲ့ TikTok အကောင့်တွေမှာအင်္ဂလိပ်စာတွေပေါ်တယ်အင်္ဂလိပ်စာပေါ်လို့ပေါ့နော်မြန်မာဘက်ပြောင်းချင်တဲ့လူတွေအတွက်ပေါ့နော်ဒါအင်္ဂလိပ်ကနေမြန်မာစာပြောင်းတဲ့နေ့ကိုတစ်ချက်လောက်ပြောပြမယ်ပေါ့နော်ဒီလိုအင်္ဂလိပ်ပေါ်ပြီဆိုလို့ရှိရင်မြန်မာဘောက်ကိုပြောင်းချင်တယ်ဆိုလို့ရှိရင်ဒီအပေါ်ကမြားသုံးချောင်းလေးကိုနှိပ်မယ်ပေါ့ရှင်နှိပ်မယ်ဆိုလို့ရှိရင်ဒီမှာ stand and privacy ဆိုတဲ့ဟာဒီအောက်ဆုံးကစာကြောင်းလေးကိုနှိပ်မယ်ရှင်နှိပ်ပြီဆိုလို့ရှိရင်အပေါ်နည်းနည်းဆွဲတင်မှာပေါ့နော်အပေါ်နည်းနည်းဆွဲတင်ပြီဆိုလို့ရှိရင်ဒီမှာဒီ A ပုံစံလေးနဲ့ပေါ့နော်ဒီ A ပုံစံလေးနဲ့ဒီဟာလေးပေါ့နော်ဒီ A ပုံစံလေးနဲ့ဟာလေးကိုနှိပ်မယ်ရှင်နှိပ်ပြီဆိုလို့ရှိရင်ဒီလိုရောက်လာမယ်ပေါ့နော်ဒီလိုရောက်လာပြီဆိုလို့ရှိရင်ဒီအပေါ်က English US ဆိုတဲ့ဟာလေးကိုဒီအပေါ်ကဟာပေါ့နော်နှိပ်မယ်ရှင်နှိပ်ပြီဆိုလို့ရှိရင်ဒီလိုအနေထားရောက်လာမှာပေါ့နော်ကိုကမြန်မာစာနဲ့ပြောင်းချင်တယ်ဆိုလို့ရှိရင်မြန်မာစာပြင်မှာလေအပေါ်နည်းနည်းဆွဲတင်ပြီးရိုက်ရှာမယ်ပေါ့နော်ဒီမှာတွေ့ပြီဒီမှာမြန်မာပေါ့နော်ဒီမြန်မာလေးကိုအမြင်ချက်ဒီလိုအမှတ်နေလေးချိလိုက်ပါအမှတ်နေလေးချိပြီးသွားလို့ရှိရင်ဒီအပေါ်မှာ DONE din ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါနှိပ်ပြီဆိုလို့ရှိရင်ဒီမှာကိုယ့်အကောင့်လေးကိုပြန်ဝင်မှာပေါ့နော် Can I have ice cream? လာရှိခဲမို့ရှာနိုင်မလား What the frick? ဒီကိုယ့်ရဲ့အကောင့်လေးကိုဝင်မှာပေါ့နော်ကိုယ့်ရဲ့ profile လေးကိုဝင်ပြီဆိုလို့ရှိရင်ဒီမှာတွေ့လားမြန်မာစာပြင်ဖြစ်ပြီပေါ့နော်ဒီမှာမြန်မာစာပြင်ဖြစ်ပြီပေါ့နော်မြန်မာစာဖြစ်မဖြစ်ပေါ့နော်ဒီအပေါ်ကစာကြောင်းလေးကိုပြန်နှိပ်မယ်ပေါ့နော်ဒီမြင်းချောင်းသုံးချောင်းလေးပြန်နှိပ်မှာပေါ့နော်ဒီမှာတွေ့လားအကုန်လုံးမြန်မာစာဖြစ်နေပြီပေါ့နော်ဒီမှာအကုန်လုံးစောနာတော့ဒီမှာအကုန်လုံးအင်္ဂလိပ်ဖြစ်နေရပေါ့နော်အခုကျတော့မြန်မာဘောက်နဲ့ပြောင်းသွားတာဖြစ်လို့မြန်မာစာဖြစ်သွားပြီပေါ့နော်ဒါကြတော့အင်္ဂလိပ်စာနားမလည်တဲ့လူတွေအတွက်မြန်မာစာနဲ့ပဲကျင်းမဲ့လူတွေအဆင်ပြေမယ်လို့ပဲထင်ပါတယ်အင်္ဂလိပ်စာနားမလည်တဲ့လူတွေအတွက်မြန်မာဘောက်ချိန်နေပေါ့နော်အလုံးပဲအဆင်ပြေကြပါစေကိုယ့်ရဲ့အကောင့်လေးလည်းဒီ TikTok အကောင့်ကတော့ကိုယ့်ရဲ့အကောင့်ပေါ့နော်ဒီအကောင့်လေးကိုတွေ့လို့ရှိရင်လည်း follow လုပ်ပေးကြပါဒီအကောင့်လေးမှာလည်းကိုယ်ကဈေးဝယ်ချင်တယ်ဆိုလို့ရှိရင်လည်းလာပြီးလို့ရပါတယ်ရှင်ဒီ YouTube တွေမှာလည်းအမြဲတမ်း TikTok နဲ့ပတ်သက်တာတွေလည်းအမြဲရှင်းလုပ်ပေးမှာမလို့ TikTok တွေမှာလည်း YouTube တွေမှာရောအားပေးကြပါအောင်ရှင်အားလုံးလည်းစင်ပြေကြပါစေရှင်